င်္ဂလာပါ Chef Secrets မှာကြိုဆိုပါရစေ Chef Secrets မှာဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကတော့ kitchen တစ်ခုဘယ်လိုလဲပတ်နေတယ်လဲဆိုတာပဲဖြစ်ပါတယ်Chef Secrets မှာ kitchen တစ်ခုဘယ်လိုလဲပတ်လဲဆိုတာပြောပြမယ် kitchen တစ်ခုကလူတစ်ယောက်နဲ့မလဲပတ်ဘူး teamwork နဲ့ပဲလဲပတ်တယ်အကြီးဆုံးသူက executive chef သူက menu season နဲ့ budget ထိန်းတယ် quality ကိုတာဝန်ယူတယ်သူ့ရဲ့အောက်မှာ sous chef ရှိတယ် sous chef ကနေ့စဉ် kitchen ကိုကြီးကြပ်တယ် staff တို့ကိုစီမံတယ်ပြီးရင် chef တစ်ပါတီရှိတယ်သူတို့က station တစ်ခုစီကိုတာဝန်ယူတယ်ဥပမာ grill, sauce, pastry, vegetable, fish စတဲ့အပိုင်းတွေသူတို့အောက်မှာ dummy chef ရှိတယ် station အုပ်ကူညီပြီးအထီးကျုံရယူတယ်နောက်တစ်ဆင့်က commis chef ဒါက beginner level ပါ kitchen career ကိုစတင်ဝင်ရောက်သူများအများစုဖြစ်တယ် commis chef က prep လုပ်တယ်အစားအသောက်ပစ္စည်းတွေပြင်ဆင်တယ် station chef ကိုကူညီတယ်ပြီးတော့လေ့လာတယ်kitchen ထဲမှာ hygiene အရင်အရေးကြီးတယ်လက်တန့်ရှင်းရေးမလုပ်ရင်မချစ်ဘူး food cross contamination မဖြစ်အောင်ထိန်းရမယ်တန့်ရှင်းမှုက chef တယောက်ရဲ့အခြေခံပါ kitchen မှာ mistake လုပ်လို့မရဘူးစားအလွန်အကျွံထည့်တာ heat မမှန်တာ timing မထိန်းနိုင်တာတွေကဟင်းအရသာကိုဖျက်ဆီးနိုင်တယ် chef ဖြစ်ချင်ရင် skill တင်မကဘူး discipline လိုတယ် teamwork လိုတယ်အမြဲသင်ယူလို့စိတ်ရှိရမယ်kitchen က pressure များတဲ့နေရာပါပူတယ်အမြန်လုပ်ရတယ်ဒါပေမဲ့စီးခန်းနဲ့လဲပတ်ရင် kitchen ကအမှုပညာတစ်ခုထက်သွားတယ် commis ကနေစတင်ပြီးအလုပ်လုပ်ရင်တင်ယူရင် chef တစ်ယောက်ဖြစ်လာနိုင်တယ် chef ဆိုတာဟင်းချက်သမားမဟုတ်ဘူးသူကအရာသာဖန်တီးသူ leader တစ်ယောက် team တစ်ခုရဲ့ဦးဆောင်သူပါ